American သမ္မတ Trump က Israel နဲ့ Iran တို့ဟာအပြစ်ရကြေညာချက်ကိုချိုးဖောက်မှုတွေလုပ်နေကြတယ်ဆိုပြီးဆွဆွဲအပြစ်တင်လိုက်ပါတယ်ခင်ဗျာ Israel နဲ့ Iran ကြားအပြစ်ရသဘောတူညီချက်ကိုချိုးဖောက်တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့သမ္မတ Trump ကဒေါသကြီးနဲ့တုံ့ပြန်လိုက်ပါတယ် I'm not happy with them. I'm not happy with Iran either. ကျွန်တော်တိတ်သဘောမကျပါဘူးအီရန်ကိုလည်းအဲ့ဒီအတိုင်းပဲဒါပေမဲ့မြေပေါ်မကျလာတဲ့မှားပြီးပြစ်တာလည်းဖြစ်နိုင်တဲ့ rocket တစ်လုံးအတွက် Israel ကဒီမနေ့ထပြောတာကိုကျွန်တော်တိတ်သဘောမကျဘူးဒီနိုင်ငံဒီလာပြီသူတို့ဘာလုပ်နေကြလဲသူတို့မသိဘူးဘာမှနားမလည်ကြဘူးလား That they don't know what they're doing. Do you understand that? စောပိုင်းတော့သမ္မတ Trump ကလူမှုကွန်ရက်ပေါ်မှာအပြစ်ရကြောင်းနဲ့ပတ်သက်ပြီးအခုလိုတင်ခဲ့ပါတယ်သူကအပြစ်ရရေးကအသက်ဝင်နေပါပြီကျေးဇူးပြု၍မချိုးဖောက်ကြပါနဲ့လို့တင်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နိုင်ပိုင်းကြာမှာပဲ Israel က Iran ကချိုးဖောက်တယ်လို့ဆွဆွဲပါတယ်တဟီရန်ကတော့ဒါကိုညင်းပါတယ်ဂျေရုဆလင်မြို့က BBC သတင်းတောက် Dan Johnson ကအခုလိုပြောပါတယ်The skies went quiet and it did seem like things were calming down. Then after that we got the confirmation. မိုးကောင်းကင်မှာငြိမ်သက်သွားပါတယ်အားလုံးအေးဆေးသွားမဲ့ပုံဖြစ်ခဲ့ပါတယ်နောက်တော့ Israel ကအဲ့ဒီအစီအစဉ်ကိုသဘောတူလိုက်ပြီလို့အတည်ပြုတာကိုကျွန်တော်တို့ရပါတယ်အပြစ်ရကြတာကဘယ်တော့အတိအကျဖြစ်လာမလဲဆိုတဲ့ကိစ္စမှာတော့ Israel ကအီရန်ရဲ့နျူကလ িয়ার ချင်းချောက်မှုကိုသူတို့ဖျက်သိမ်းနိုင်ပြီးသူတို့စီပြီးခဲ့တဲ့12ရက်လုံးပြည့်နေတဲ့ ballistic missile တွေလည်းရပ်ဆိုင်းသွားမယ်ဒီတော့အပြစ်ရက်ဖို့သူတို့လုပ်မယ်လို့ပြောပါတယ်ဒါပေမဲ့တနင်္လာလောက်ကြာမှာတော့ Israel မြောက်ပိုင်း Haifa နားမှာလေကြောင်းတိုက်ခိုက်မှုသတိပေးဩဝါဒနေကြားပြန်ပါတယ်အီရန်ကအပြစ်ရက်ပြီးမှမစ်ဇိုင်းတစ်လုံးပစ်တယ်ဒီတော့အပြစ်ရက်စဲရေးကိုချိုးဖောက်တယ်လို့ Israel ကပြောပါတယ်အီရန်ကဒါကိုညှင်းဆိုပါတယ်ဒီတော့မှားပစ်တာလားအီရန်ထိပ်ပိုင်းကနေအောက်ကိုအမိတ်မပေးသေးတာလားသိမရှင်းသေးပါဘူး Israel ကကွယ်ဝင်ကြီးကတော့လက်တုံပြန်တဲ့အနေနဲ့အကြီးကျယ်ပြန်တိုက်ခိုက်မယ်လို့ပြောနေပါတယ်ဆိုတော့ငြိမ်းချမ်းရေးအတွက်မျှော်လင့်နိုင်ဖို့အပြစ်ရက်စဲရေးသက်ဝင်ဖို့က Israel ကဘာပြန်လုပ်မလဲဘယ်တိုင်းတာထိပြန်လုပ်မှာလဲဆိုတဲ့ပေါ်မူတည်ပါမယ်do what the scale and extent of those အပြစ်ရမရှိကြခင်ဒီနေ့စောပိုင်းမှာ Iran ရဲ့ဒုံးကျည်ထိမှန်ခဲ့တဲ့ Israel ကအဆောက်အုံတစ်ခုရှိတဲ့နေရာကိုလည်း BBC သတင်းတောက် Wire Davis ရောက်ခဲ့ပါတယ်သူကအခုလိုပြောပါတယ် There are fears in Israel and of course in the wider region that if the ceasefire between Israel and Iran Israel နဲ့ Iran တို့အပြစ်ရတာကျုပ်ပေါက်သွားရင်ဒီထက်ကျေပြန့်တဲ့ပြည်ပခါတွေဖြစ်လာမှာကို Israel ထဲမှာရောဒေသတွင်းမှာရောကြောက်လန့်နေကြပါတယ်မနေ့ကကျွန်တော်တို့ကာတာမှာဖြစ်တာမျိုးပိုပြီးပြင်းထန်လာမျိုးတွေကိုလူတွေကကြောက်ကြပါတယ်ပြီးခဲ့တဲ့စနေရက်တွင်အီရန်မှာလူတွေရာနဲ့ချီပြီးတေဆုံးသွားရတာကိုကျွန်တော်တို့သိပါတယ် Israel မှာလူ28ယောက်လောက်အနည်းဆုံးတေဆုံးခဲ့ပါတယ်